မင်္ဂလာပါ AI Recap မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2019ခုနှစ်ကထွက်ရှိခဲ့တဲ့ Sci-Fi လျှို့ဝှက်ဆန်းကျယ်ဒရာမာရုပ်ရှင်ကဖြစ်တဲ့ I Am Mother အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇာတ်လမ်းအစအဆုံးရှင်းပြပြီးမှဖြစ်လို့ spoiler တွေပါဝင်မှာကိုကြိုတင်သတိပေးပါရစေလူသားမျိုးနွယ်တွေမျိုးတုံးပျောက်ကွယ်သွားစေတဲ့ဖြစ်ရဆိုးကြီးဖြစ်ပွားပြီးတရက်အကြာမှာတော့လူသားမျိုးနွယ်ကိုပြန်လဲပြိုးထောင်မဲ့စင်တာတစ်ခုမှာတန်တေသားလောင်းembryo ပေါင်း6300ရှိနေပေမဲ့လူသားတစ်ယောက်မှရှိမနေပါဘူး။မာသားလို့ခေါ်တဲ့ဇယုတ်ဟာလူသားမျိုးနွယ်တစ်ကိုပြုစုပြိုးထောင်ဖို့တာဝန်ပေးခံထားလာသူပါ။သူမဟာပထမဆုံးလူသားတန်တေသားလောင်းကိုရွေးချယ်ပြီးဖန်တီးထားတဲ့တားရင်အတွင်းကိုထည့်သွင်းလိုက်ပါတယ်။24နာရီအတွင်းမှာပဲကလေးငယ်လေးအဖြစ်ဖွင့်ပြလာခဲ့ပါတယ်။အပြင်ဘက်မှာဘုံတန်တွေကြားနေပြီမဲ့မာသားကတော့စိတ်ရှည်လက်ရှည်နဲ့စောင့်ဆိုင်နေခဲ့ပါတယ်။ကလေးလေးကြီးပြင်းလာတဲ့အဆင့်တိုင်းမှာမာသားရဲ့ဂယူးဆိုင်မှုအောက်မှာပဲရှိနေခဲ့ပါတယ်။လန်ဆောက်လျှောက်တာရေမောတာကစားတာတွေကနေမကြခင်မှာပဲမိန်းကလေးငယ်လေးဖြစ်လာခဲ့ပါတယ်။တနေ့မှတော့ဘာလို့တခြားကလေးတွေမရှိတာလဲလို့ကလေးမလေးကမေးတဲ့အခါမာသားကတန်တေသားလောင်းတွေထားတဲ့အခန်းကိုခေါ်သွားပြီးမောင်နှမတွေအများကြီးရှိသေးကြောင်းပြသခဲ့ပါတယ်။ဖြစ်ရဆိုကြီးဖြစ်ပြီး13869ရက်အကြာမှာတော့အဲ့ဒီစင်တာမှာဒေါတာလို့ခေါ်တဲ့မိန်းကလေးဟာဆယ်ကျော်တဲ့အရွယ်ကိုရောက်နေပါပြီ။သူမဟာမာသားစီကနေလူသားချင်းစာနာမှုနဲ့ရှင်သန်ရည်တည်ရေးဆိုင်ရာသင်ခန်းစာတွေကိုသင်ယူနေရပါတယ်။မာသားကတော့ဒေါတာရဲ့အတွေ့အခေါ်တွေတိုးတက်မှုရှိမရှိသိနိုင်ဖို့အတွက်အရေးကြီးတဲ့စာမေးပွဲတစ်ခုအတွက်စိတ်ကူနေပါတယ်။တညမှာတော့လျှက်စစ်မီးပြတ်တော့ထောပြီးဒေါတာဟာကြွက်တစ်ကောင်ကိုဖမ်းမိခဲ့ပါတယ်။မာသားကတော့ဒီကြွက်ဟာအပြင်ကယောဂပိုးမတွေကိုတည်ဆောင်လာနိုင်တယ်ဆိုပြီးဒေါတာတားနေတဲ့ကြမှာကြွက်ကိုမီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။အပြင်လောကဟာယောဂပိုးတွေနဲ့အန်ဒီရဲ့များလွန်းတယ်လို့မာသားကအမြဲတတိပေးလေးရှိပါတယ်။ဒါပေမဲ့တညမှာတော့ဒေါတာဟာအပြင်ဘက်ကနေအကူအညီတောင်းနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒီအမျိုးသမီးဟာတနတ်တန်ရာရထားတာပါ။ဒေါတာဟာမာသားမတိအောင်အဲ့ဒီအမျိုးသမီးကိုခိုးသွင်းပြီးကုသပေးဖို့စ조사ပေမဲ့နောက်ဆုံးမှာတော့မာသားတိသွားခဲ့ပါတယ်။မာသားကအဲ့ဒီအမျိုးသမီးကိုကုသပေးပေမဲ့ဒေါတာကိုလိန်ညာလေးအတွက်စားမေးပွဲကိုချက်ချင်းဖြေခိုင်းပြီးအပြစ်ပေးပါတယ်။ဒေါတာဟာအဲ့ဒီအမျိုးသမီးနဲ့စကားပြောရင်းအပြင်လောကမှာလူသားတွေကြံရှိနေသေးကြောင်းနဲ့မာသားပြောသလိုယောဂပိုးတွေမရှိကြောင်းသိလာရပါတယ်။ဒါအပြင်သူမဟာမာသားရဲ့လူဝက်ချက်တွေကိုစတင်ရှာဖွေရမှာသူမဟာပထမဆုံးကလေးမဟုတ်ပဲတတိယမြောက်ကလေးဖြစ်ကြောင်းရှေ့ကကလေးတွေဟာစံကြီးမမီလို့ဆိုကမာသားကတက်ပစ်ခဲ့ကြောင်းတတိအထောက်ထမ်းတွေကိုရှာဖွေတွေ့ရှိသွားပါတယ်။စိတ်ပြတ်သွားတဲ့ဒေါတာဟာအဲ့ဒီအမျိုးသမီးနဲ့အတူအပြင်လောကကိုထွက်ပြေးပြန်ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အပြင်ရောက်တဲ့အခါမှာတော့အမျိုးသမီးပြောသလိုလူသားနေစူပေါင်းနေထိုင်တဲ့နေရာဆိုတာမရှိတော့ပဲထိုအမျိုးသမီးဟာလည်းတယောက်သေးအထီးစင်းစွာနေထိုင်နေရတာကိုတွေ့လိုက်ရပါတယ်။ဒေါတာဟာသူမရဲ့မွေးခင်းစမောင်လေးကိုစိတ်မချတဲ့အတွက်စင်တရာကိုတယောက်သေးပြန်လာခဲ့ပါတယ်။စင်တရာကိုပြန်ရောက်တော့မာသားကသူမရဲ့တကယ်ရည်ရွယ်ချက်ကိုဖွင့်ပြောပါတယ်။ကဘာကိုဖျက်ဆီးခဲ့တာဟာသူမဇယုတ်တွေပါပဲဆိုပြီးပိုပြီးကောင်းမွန်တဲ့လူသားမျိုးနွယ်တက်ကိုဖန်တီးကိုအတွက်အမားယွင်ရှိတဲ့လူသားအောက်တွေကိုရှင်းလင်းပစ်လိုက်တာလို့ဆိုပါတယ်။အပြင်ကဇယုတ်အကုန်လုံးဟာလည်းမာသားတယောင်သေးရဲ့စိတ်အာရုံနဲ့ချိတ်ဆက်ထားတာပါ။နောက်ဆုံးမှာတော့ဒေါ်တာကသူမကိုယ်တိုင်ပဲမောင်လေးနဲ့တခြားတန်တေသားလောင်းတွေကိုပြုစုပြိုးထောင်တော့မယ်ဆိုပြီးမာသားကိုသူမကိုယ်တိုင်ဖြတ်စည်းခွင့်ပေးကိုတောက်ဆိုပါတယ်။မာသားကလည်းဒေါ်တာဟာသူမမျောလင့်ထားသလိုအရေးအချွင်းပြေးဝတဲ့လူလားတယောက်ဖြစ်လာပြီဆိုတာယုံကြည်သွားပြီးသူမရဲ့ CPU ကိုအပြစ်ခံအဖြတ်စည်းခံရလိုက်ပါတယ်။စကားရဲ့နောက်ဆုံးခန်းမှာတော့ဒေါတာဟာလူသားအမျိုးနွယ်အားလုံးရဲ့တာဝန်ကိုပခုံးဝတင်ပြီးမောင်လေးကိုချော့သိမ့်နေရင်းနဲ့ကြန့်ရှိနေတဲ့တန်ဒေသားလောင်းတွေကိုကြည့်ရှုစောင့်ရှောက်ဖို့ပြင်ဆင်နေတာနဲ့ဇက်သိမ်းသွားပါတော့တယ်။ဒီဇက်ကားနဲ့ပတ်သက်ပြီးလူချင်းမင်းရဲ့အမြင်ကိုလည်းသိပါစေအောင်ခင်ဗျာ။တခြားဘေးဇက်ကားတွေကို recap လုပ်ပေးစီခြင်းသေးလေခင်ဗျာ။